သူ့သမီးဟာအတန်းထဲမှာအစင်းရဲဆုံးကောင်လေးကိုသဘောကျနေမှန်းသူသိသွားတဲ့အခါမှာတော့ဒီအဖေလို့သူဟာကောင်လေးအိမ်ပြန်တဲ့နောက်ကိုနေတိုင်းဆက်လိုက်ပါတော့တယ်ဒါပေမဲ့သူ့ကားကိုတနာရီ7မိုင်နှုန်းနဲ့မောင်းတာတောင်ပြေးနေတဲ့ကောင်လေးကိုမမီခဲ့ပါဘူးသူမြင်ရတာကိုသူကိုယ်တိုင်တောင်မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်မကြခင်မှာပဲကောင်လေးကလည်းသူ့ကိုတတိထားမိသွားပါတယ်ခင်များကျုံငေါ့ကိုဘာလို့လိုက်နေရလဲခင်များဘယ်လောက်မြင်မြင်မောင်းနေလဲဆိုတာသိရလားဘာလဲခင်များကရဲလားသူ့ကားကမျက်နှုံးပြတိုင်ကွက်တာမပြတ်ဘူးဆိုရင်ကောင်လေးဟာတနာရီကို7မိုင်နှုန်းနဲ့ပြေးနေပြီး9မိနစ်အတွင်းမှာတင်10မိုင်လောက်ရောက်သွားပြီလို့သူကပြောပြခဲ့ပါတယ်ဒါပေမဲ့ကောင်လေးကတော့ဂယုမဆိုင်ပဲသူ့နောက်ကိုမလိုက်ဖို့ဆရာကိုပြောခဲ့ပါတယ်ပြီးတော့စိုက်ခင်းတွေထဲပြေးဝင်သွားပါတော့တယ်သူမသိခဲ့ရကတော့သူ့ရဲ့မျက်နှုံးဟာသူ့ရဲ့စင်ရဲနွမ်းပါတဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်ုံသာမကကန်ဆိုးနေတဲ့ဒီဆရာရဲ့ဘဝကိုပါအလှည့်ပြောင်းဖြစ်စေလိမ့်မယ်ဆိုတာပါပဲဝိုက်ဟာမြို့ကြီးတစ်မြို့ကအထက်တန်းကျောင်းမှာဘောငွေပြတစ်ယောက်ဖြစ်ခဲ့ဘူးပါတယ်ဒီနေ့မှာအတင်းနဲ့စကားပြောနေတော့မောက်မာတဲ့ကစားသမားတစ်ယောက်ကသူ့ကိုခဏခဏဖြတ်ပြောနေခဲ့ပါတယ်ဒေါသထွက်သွားတဲ့သူဟာကလေးရဲ့မျက်နှာကိုဖိနက်နဲ့ပစ်ပေါက်လိုက်မိပါတယ်အဲ့ဒီလိုဒေါသပေါက်ကွဲမှုကြောင့်သူအလုတ်ပြုတ်သွားခဲ့ရပြန်ပါတယ်အဲ့ဒီနောက်ပိုင်းဘယ်ကြောင့်မှသူ့ကိုလက်မခံရကြတော့ပါဘူးဒါကြောင့်ဝိုက်ဟာမိသားစုတစုလုံးကိုခေါ်ပြီးကယ်လီဖိုးနီးယားကအခေါင်ဆုံးစိုက်ပျိုးရေးမြို့လေးဖြစ်တဲ့မက်ဖာလန်ကိုထွက်လာခဲ့ပါတော့တယ်ဒါပေမဲ့အဲ့ဒီကိုရောက်ချင်းပဲအမေရိကရဲ့ဘယ်လိုနေရာမျိုးကိုရောက်လာတာလဲဆိုပြီးဝိုက်တယောက်တွေးရောမိပါတော့တယ်မြို့ပေါ်ကတခုတည်းသောစားတောက်ဆိုင်မှာဘာကာတောင်မရပဲရိုးရိုးမကစီကန်နာကိုတွေပဲရပါတယ်သူတို့အပြင်ကိုရောက်ချင်းပဲကားပူလေးတွေတအုပ်စုရောက်လာပြီးတချင်းတန်တွေစူညံနေအောင်ဖွင့်ကသူ့သမီးကိုနှုတ်ကြမ်းအကျန်းတွေနဲ့နောက်ပြောင်ခဲ့ကြပါတယ်သူကမိသားစုကိုကားပေါ်အမြင်ပြန်တက်ခိုင်းပြီးအဲ့ဒီနေရာကနေထွက်လာခဲ့ပေမဲ့ပိုက်ဆံမရှိတဲ့အတွက်လောဆယ်တော့ဒီမှာပဲဆက်နေဖို့ကလွယ်ပြီးရွေးချယ်စရာမရှိခဲ့ပါဘူးဒေတာခန်ကျောင်းအုပ်ကြီးကသူ့ရဲ့ဘိုင်ကိုကြည့်လိုက်တဲ့အခါမှာတော့ဝိုက်ဟာကျောင်းသားတွေကိုဆဲဆိုပူးတာကျောင်းကော်မတီဥက္ကဋ္ဌနဲ့လက်ပါပုံးကြီးကျိတ်ပူးတာပြီးတော့ကစားသမားတွေအပေါ်အကြမ်းဖက်မှုတွေကြောင့်အလုခဏခဏထုတ်ခံရပူးတာတွေကိုတွေ့သွားပါတယ်ဒါပေမဲ့သူတို့စီမှာဆရာရန်လိုအပ်နေတဲ့အတွက်ကျောင်းအုပ်ကြီးကသူ့ကိုအခွင့်အရေးတစ်ခုပေးဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်တစ်ကြိမ်ဒီလိုထပ်ဖြစ်လာဖို့အလားအလာဘယ်လောက်ရှိလဲနောက်တစ်ကြိမ်ထပ်မဖြစ်စေရပါဘူးမစ္စတာဝိုက်ခင်များမှာရွေးချယ်စရာမရှိတော့တဲ့အတွက်ဒီစကားကိုကြားရတာဝမ်းသာပါတယ်ဝိုက်ဟာကျောင်းရဲ့ကာရက်ဆရာဖြစ်လာခဲ့ပေမဲ့သူ့ရဲ့ပထမဆုံးနေ့မှာပဲလူစရင်တောင်ခေါ်လို့မပြီးသေးခင်ကျောင်းသား3ယောက်ကအတန်းထဲကနေထွက်သွားခဲ့ပါတယ်မိဘတွေကစိုက်ခင်းနဲ့အလုပ်လုပ်ဖို့သူတို့ကိုအိမ်ပြန်ခေါ်နေလို့ပါကလေးတွေကဝိုက်ဆိုတဲ့သူ့နာမည်ကိုတောင်သူလေသမားစေးကနာမည်နဲ့တူရဆိုပြီးတောင်းပြောင်းခဲ့ကြပါသေးတယ်ဒီတစ်ချိန်မှာတော့သူတော့မထွက်ခဲ့ပါဘူးသူကလဆာယူဖို့ပိုက်ဆံလုံးလောက်စုပြီးရင်ဒီကနေထွက်သွားဖို့ပဲတွေးထားတာပါဒါပေမဲ့မြို့ကြီးပြကြီးတွေနဲ့ရှင်ရင်ဒီကလူတွေဟာအင်မတန်မှဖော်ရကြပါတယ်ရောက်ပြီး2ရက်ကြာမှာပဲအိမ်ကြီးချင်းတစ်ယောက်ကမဖာလန်မြို့ကနေကြိုဆိုတဲ့အနေနဲ့အသက်ရှင်နေတဲ့ကြက်မတကောင်ကိုလက်ဆောင်လာပေးခဲ့ပါတယ်ဝိုက်ကကြက်ကိုမတက်ရတာနဲ့ဒေတာခန်ကုံစုံဆိုင်ကိုသွားပြီးကြက်စာသွားဝယ်ခဲ့ပါတယ်ဆိုင်ရှင်ကသူကြက်မွေးထားတယ်ဆိုတာကိုကြားတော့ဝိုက်တယောက်ဒီမှာပဲအခြေချတော့မယ်လို့ထင်သွားပါတယ်ဒါကြောင့်9နှစ်လောက်နေရင်သူ့ကြံတစ်ချံလုံးကိုအရေးရစေပြီးအပင်တွေနေမလောင်နိုင်တော့ဘူးလို့ပြောကအပင်ပေါက်လေးတစ်ပင်ကိုပေးခဲ့ပါတယ်ဒါပေမဲ့ဝိုက်ကတော့အဲ့ဒီကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့ပါတယ်သူကဒီမှာ9နှစ်အထိဆက်နေဖို့အစီအစဉ်မရှိလို့ပါအိတ်ဆက်နေတဲ့ကိုကာကိုလာတပူးနဲ့အတူအပြင်ထွက်လာချိန်မှာတော့ចောင်းသားတချို့ဟာကားဆေးတဲ့ရေပိုက်ကနေရေတွေကောင်ငန်းငန်းတက်တောက်နေတာကိုသူမြင်လိုက်ရပါတယ်ဆိုင်ထဲမှာအချိုရေတွေရနေတာပဲလေရေကအလားကားရလို့ပါဆရာဝိုက်ကလိုက်စုံစမ်းကြည့်တဲ့အခါဒီကလေးတွေဟာမနက်9နာရီကလေးကကားဆေးပြီးပေါက်ဆူရဖို့အဲ့ဒီမှာရှိနေကြတာဖြစ်ကြောင်းသိလိုက်ရပါတယ်အဲ့ဒီနောက်တော့တနေ့တာလုံးကိုစိုက်ခင်းတွေထဲမှာအလုပ်လုပ်ရင်းအချိန်ကုန်ဆုံးကြတာပါတနေ့လာကနေတော့ကြာနေအထိသူတို့ဟာမနက်4နာရီခွဲတပြီးအိတ်ချင်မှုတူးနဲ့မိဘတွေကိုကောက်ပဲတီးနှံတွေကိုတိမ့်ပေးပြီးမှကျောင်းကိုပြေးလာကြရတာဖြစ်ပါတယ်ကလေးတွေကတော့လမ်းတစ်လျှောက်ရေမောနောက်ပြောင်လာခဲ့ကြပေမဲ့သူတို့ပတ်ဝန်းကျင်မှာလွင့်ပြန်နေတဲ့ဖုံဖုံတွေကတော့သူတို့ရဲ့အနာဂတ်ဟာဘလောက်တောင်မျှော်လင့်ချက်မဲ့နေလဲဆိုတာကိုဖော်ပြနေပါတယ်အင်္ဂလိပ်စာဆရာမကဝိုက်ကိုပြောပြတာကတော့ဒီကလူအားလုံးဒီပါဟာမျိုးဆက်တစ်ဆက်ပြီးတစ်ဆက်စိုက်ပျိုးရေးလုပ်ကင်ကြတဲ့အလုပ်ကြိုးစားတဲ့မက္ကစီကံပြောင်းရွှေ့ချေချမိသားစုတွေကနေဆင်းသက်လာကြတာဖြစ်တယ်လို့ဆိုပါတယ်ကျောင်းကလည်းအချင်းထောင်ရဲ့ဘေးကက်လျက်မှာရှိနေပါတယ်ဒီကလေးတွေအခြေခံပညာရေးပြီးဆုံးသွားရင်စိုက်ခင်းထဲသွားမလားထောင်ထဲသွားမလားဆိုတာပဲရှိပါတယ်တတိယမြောက်ရွေးချယ်စရာဆိုတာမရှိပါဘူးသူတို့ကောလိပ်တက်ခွင့်ရခဲ့ရင်တောင်သူတို့မိသားစုတွေကတစ်နှစ်ကိုထောင်တောင်းချီတဲ့ကျောင်းလက်ခတွေကိုမတက်နိုင်ကြပါဘူးဝိုက်ဒီမှာဆက်နေမှာမဟုတ်ဘူးဆိုတာကိုသူမသိပေမဲ့သူ့ရဲ့သင်ခန်းစာတွေကိုတော့တေချာဂယုတစ်စိုက်တင်ပေးဖို့သူမကတိုက်တွန်းခဲ့ပါတယ်သူလုပ်ပေးနိုင်တာကဒီကလေးတွေအတွက်အထက်တန်းကျောင်းကအမှတ်တရကောင်းရေးတချို့ချန်ထားပေးခဲ့ဖို့ပဲဆိုရင်တောင်ဒါဟာသူတို့ဘဝရဲ့ရှားပါလာတဲ့ကြည်နူးစရာလေးတစ်ခုဖြစ်လာမှာပါဒါပေမဲ့ဝိုက်ကတော့စိတ်မပါခဲ့တယ်လို့ဘာကိုမှလည်းပြောင်းလဲပေးနိုင်မှာမဟုတ်ပါဘူးအတန်းထဲမှာသူကဝတ်တရားကြေုံလောက်ပဲလုပ်ပါတယ်ကလေးတွေကိုကွင်းပတ်ပြေးခိုင်းပြီးသူကတော့ထိုင်ကမနဲ့စာစားနေတတ်ပါတယ်အဲ့ဒီအချိန်မှာပဲဒီကလေးတွေဟာမြေယုံတင်မကဘူးဆိုတာကိုသူသတိထားမိလိုက်ပါတယ်သူတို့ဟာမမောမပန်းနိုင်ပဲတစ်ပတ်ပြီးတစ်ပတ်ပြေးနေနိုင်ကြတာပါကျောင်းစင်းတော့နေ့တိုင်းရင်ကိုပြေးပြန်နေကြကျောင်းသားတစ်ယောက်ကိုဝိုက်မြင်သွားပါတယ်အဲ့ဒီကောင်လေးရဲ့နာမည်ကဘာလက်စ်ဖြစ်ကြောင်းသူ့သမီးကပြောပြခဲ့ပါတယ်သူကအဝေးကြီးကိုပြေးနိုင်ုံတင်မကပဲမယုံနိုင်လောက်အောင်ကိုမြင်ပြေးနိုင်တာပါအဲ့ဒီခါမှာတော့ဝိုက်တစ်ယောက်သဘောပေါက်သွားပါတော့တယ်ဒီကလေးတွေဟာနေ့စဉ်နဲ့မျှကာဘိုဟိုက်ဒရိတ်အများကြီးစားသုံးကြတဲ့အတွက်သူတို့စီမှာအကန့်အသတ်မရှိတဲ့ခွန်အားတွေရှိနေတာဖြစ်ပါတယ်ကယ်လီဖိုးနီးယားရဲ့ပူပြင်းလာတဲ့နေရောင်ကြီးကသူတို့ရဲ့အပူဒဏ်ခံနိုင်ရည်ကိုတိစောက်ပေးထားပြီးသူတို့ဟာပြေးဖို့အတွက်ကိုပဲမွေးဖွားလာကြတာပါနောက်တစ်နေ့မှာတော့သူကကျောင်းအုပ်ကြီးကိုကယ်လီဖိုးနီးယားရဲ့ပထမဆုံးဖျက်ကျော်ပြေးခုံပွဲပြည်နယ်ချန်ပီယံပြိုင်ပွဲလက်ကမ်းစာဆောင်ကိုပြပြီးကျောင်းမှာဖျက်ကျော်ပြေးခုံပွဲအတင်းတစ်ခုဖွဲဖို့အကြံပြုခဲ့ပါတယ်ကျောင်းအုပ်ကြီးကဒါဟာချမ်းသာတဲ့ကျောင်းတွေလုပ်တဲ့အရာလို့ပြောခဲ့ပါတယ်သူတို့စီမှာပိုက်ဆံလည်းမရှိသလိုဖျက်ကျော်ပြေးခုံပွဲအတွက်နေပြလည်းမရှိပါဘူးသူတို့ကဒါကိုလုံးဝမတက်နိုင်ပါဘူးဒါပေမဲ့ဝိုက်ဟာအရင်ပြိုင်ပွဲတွေရဲ့အချိန်မှတ်တမ်းတွေကိုရှာကြည့်ထားပြီးဘာလက်စ်အနေနဲ့ပြည်နယ်ရဲ့ထိပ်တန်း10ရောက်စရင်ဝင်ဖို့လွယ်ကူနိုင်နေဆိုတာရဲ့ပြည်နယ်ပြည်သူပညာရေးစနစ်ကလွန်ခဲ့တဲ့နှစ်အနည်းငယ်ကအားကစားစီစဉ်အသစ်ချုပ်ဖို့အတွက်ရန်ပုံငွေချပေးထားပြီးဖျက်ကျော်ပြေးခုံပွဲကလည်းအဲ့ဒီထဲကတစ်ခုဖြစ်တယ်ဆိုတာကိုတွေ့ရှိထားပါတယ်ရန်ပုံငွေရှိနေတဲ့အတွက်ကျောင်းအုပ်ကြီးမှာညစ်စရာအကြောင်းမရှိတော့ပဲဝိုက်ကိုဆက်လုပ်ဖို့ခွင့်ပြုလိုက်ပါတယ်ဒါနဲ့ဝိုက်ဟာအတန်းထဲမှာအမြန်ဆုံးကောင်လေးဖြစ်တဲ့ဂျော်နီကိုရှာပြီးအတင်းအတွက်လူခုနှစ်ယောက်စုခိုင်းကအဲ့ဒီထဲမှာဘာလက်စ်ပါအောင်တေချာလုပ်ဖို့ပြောလိုက်ပါတယ်ဂျော်နီကပစ်တာနဲ့ဒိုင်းယက်စ်ညီကို3ယောက်ကိုမြင်မြန်ဆန်ဆန်ပဲစုဆောင်းနိုင်ခဲ့ပေမဲ့ဘာလက်စ်ကတော့ညှင်းပယ်ခဲ့တဲ့အတွက်လူ2ယောက်လိုနေပါသေးတယ်
အဲ့ဒီအချိန်မှာ White ဟာအတန်းထဲကတတိယအမြင့်ဆုံးကောင်လေးဖြစ်တဲ့ဟိုဆေးတယောက်ဆက်ထဲကနေအကျွေးစိတ်ကိုမှုနဲ့ဘောလုံးလေးပြရဲ့စူပူချင်းမောင်းတာကိုခံနေရတာကိုမြင်သွားပါတယ်။ White ကဝင်มาပြီးဒါဟာသူပိတ်မိနေတဲ့သူ့ရဲ့အကျွေးစိတ်ဖြစ်ကြောင်းနဲ့ဟိုဆေးကိုယူပေးဖို့သူကိုယ်တိုင်အကူအညီတောင်းထားတာဖြစ်ကြောင်းပြောကဖြေရှင်းပေးခဲ့ပါတယ်။သူကကောင်လေးကိုအချိုရည်တပူတောင်ဝယ်တိုက်ခဲ့ပြီးဒါကတော့6ယောက်မြောက်အတင်းသားပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲ Barles ဟာသူ့ညီမကိုမကောင်းပြောတဲ့အတန်းဖော်တယောက်နဲ့ရန်ဖြစ်ခဲ့ပါတယ်။ကျောင်းအုပ်ကြီးရဲ့ကူညီပေးမှုနဲ့အတူဖျက်ကျော်ပြေးခုံပွဲအတင်းဟာနောက်ဆုံးမှာတော့သူတို့ရဲ့ကျဲပွင့်ပြေးသမားကိုရရှိသွားပါပြီ။ပစ်တာကလူဝါကြီးတန်နီလည်းအတင်းထဲမှာပါနေတာကိုမြင်တဲ့အခါသူသိမကျေနပ်ခဲ့ပါဘူး။ဒန်နီကသူတို့ကိုနှောက်နှေးစေလိမ့်မယ်လို့သူထင်ခဲ့ပေမဲ့နီးပြကတော့ဒန်နီဟာတတင်းလုံးအတွက်တောချက်ဖြစ်ကြောင်းဘာလို့လဲဆိုတော့သူသားမပါရင်သူ့ကိုနှစ်ယောက်လည်းအတင်းကထွက်သွားမှာဖြစ်ကြောင်းပြောပြခဲ့ပါတယ်။လေ့ကျင့်ရေးလုပ်ရင်ကုံစုံဆိုင်ရှိကနေဖြတ်ပြေးသွားတဲ့အခါဆိုင်ရှင်ကဒီပြဿနာကောင်လေးတွေဆရာတယောက်နဲ့အတူပြေးနေတာကိုမြင်ပြီးသူ့မျက်စိကိုသူတောင်မယုံနိုင်အောင်ဖြစ်ခဲ့ရပါတယ်။သူကအခုတော့အစုံမြင်ရပြီဆိုပြီးနောက်ပြောင်ပြောဆိုခဲ့ပါတယ်။ဆိုင်ရှိမှာမောဟိုက်ပြီးမိကျနေတဲ့ White ကိုမြင်တော့ဆိုင်ရှင်ကကိုကာကိုလာတပူကမ်းပေးရင်မြို့လေးအတွက်လုပ်ပေးနေတာတွေကိုကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ကောင်လေးတွေဟာပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ကြပါတယ်။အုပ်စုရဲ့နောက်ကျဆုံးမှာကြံခဲ့တဲ့ဒန်နီတောင်မှဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။တဝက်လောက်မှာသူကအားတင်းပြီးပန်းတိုင်ရောက်အောင်ပြေးခဲ့ပေမဲ့ရေတောက်ဖို့ရန်နာချိန်မှာတော့သူတို့အားလုံးရဲ့ဖိနက်တွေဟာစုပ်ပြတ်တက်နေပြီဆိုတာကို White တတိထားမိသွားပါတယ်။အဲ့ဒါတွေကသူတို့မှရှိတဲ့အကောင်းဆုံးဖိနက်တွေပဲဖြစ်ပါတယ်။အပူဒဏ်တွေတဖြည်းဖြည်းရောကျသွားပြီးအောက်တိုဘာလရောက်တဲ့အခါပါလိုအဲရိုဖိတ်ခေါ်ပြန်ပွဲရောက်လာပါတယ်။ White ကသူ့အိတ်ကက်ထဲကစိုက်ပြီးအတင်းအတွက်စင်တူဝတ်စုံတွေနဲ့ရှော့ဈေးနဲ့ရတဲ့အပြေးဖိနက်တွေကိုဝယ်ပေးခဲ့ပါတယ်။သူတို့ကဝတ်စုံတွေကရုပ်ဆိုးတယ်လို့ပြောခဲ့ပေမဲ့ဖိနက်ကြိုးတွေကိုတော့ချီနေကြပါပြီ။ဖျက်ကျော်ပြေးခုံပွဲရဲ့စီးမင်းတွေကရိုးရှင်းပါတယ်ပထမရတဲ့သူကတမတ်ဒုတိယရတဲ့သူကနှစ်မှတ်အဲ့ဒီလိုမျိုးအစင်လိုက်သွားတာပါ။အတင်းတတင်းရဲ့ထိတ်ဆုံးကဝင်တဲ့9ယောက်ကိုပဲရေတွက်ပြီးသူတို့ရဲ့အမှတ်တွေကိုပေါင်းကအနည်းဆုံးရမှတ်ရတဲ့အတင်းကအနိုင်ရတာပါ။တခြားအတင်းတွေကမဖာလန်ကကလေးတွေကိုမြင်တဲ့အခါမှာတော့နှိမ့်ချပြီးစကားတွေဆက်ပြောကြပါတော့တယ်။မဖာလန်ဆိုတာဘယ်ချောင်းကလေးသူတို့နောက်မှာရဲမပါရင်သူတို့ပြေးနိုင်မှာမဟုတ်ဘူး။ကောင်လေးတွေကပြန်မပြောခဲ့ကြပါဘူး။သူတို့ရဲ့ဒေါသတွေကိုမျိုးသိပ်ထားပြီးပြိုင်ပွဲလမ်းကြောင်းပေါ်မှာမှပောက်ကွဲဖို့တင်ထားလိုက်ကြပါတယ်။မြေပြတ်မှာ Barles ကိုမမီနိုင်တဲ့အခါတခြားကြောင်းကအပြေးသမား2ယောက်ဟာညက်ပတ်တဲ့နေသုံးဖို့ပူးပေါင်းလိုက်ပြီး Barles ကိုတစ်ဖက်တစ်ချက်ကနေညက်ပိတ်ထားလိုက်ပါတယ်။ Barles ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကိုတစ်ချက်ကြည့်လိုက်တာနဲ့ဘသူကမှသူ့ကိုအကြာကြီးတားထားနိုင်မှာမဟုတ်ဘူးဆိုတာသိနိုင်ပါတယ်။ဒါပေမဲ့တောင်ကုန်းတွေပေါ်ရောက်တဲ့အခါအချိန်တိုင်းဥဆောင်လာခဲ့တဲ့ Barles ဟာကြောတက်ချင်းကိုခံလိုက်ရပါတယ်။တတင်းလုံးဟာနောက်ဆုံးနားမှာပဲပန်းဝင်ခဲ့ပြီးနောက်ဆုံးဆင့်စရင်မှာအောက်ဆုံးရောက်သွားပါတယ်။ဒန်နီကလည်းထုံးစံအတိုင်းအဝေးကြီးနောက်ကကြံခဲ့ပါတယ်။ဒါပေမဲ့ဒီတစ်ခါတော့နေပြကဘသူ့ကိုမှအပြစ်မတင်ခဲ့ပါဘူး။တာဝန်အလုံးကိုသူ့ဘာသာသူပဲယူလိုက်ပါတယ်။ပြိုင်ပွဲလမ်းကြောင်းကိုကြိုတင်မစုံစမ်းခဲ့တာသူ့မှားပဲဖြစ်တယ်လို့သူကပြောခဲ့ပါတယ်။အဲ့ဒီမှာတောင်ကုန်းရှိနေတယ်ဆိုတာသူမသိခဲ့ပါဘူး။သူတို့ကိုလက်မလျှော့ဖို့သူကပြောခဲ့ပါတယ်။သူတို့ရဲ့အနာဂတ်ဟာဒါထက်ကိုအများကြီးပိုကြီးမားပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အခါ White ဟာစိတ်ပြတ်နေတော့ပါပဲ။ဒီလိုရလက်မျိုးနဲ့ကတော့သူ့ကိုမျိုးကြီးပြကြီးကအလုပ်တွေစီပြန်ပို့ပေးနိုင်မှာမဟုတ်ပါဘူး။သူ့မိန်းမကတော့သူပိုက်ဆံဘယ်လောက်ရလဲဆိုတာကိုဂရုမစိုက်ပါဘူး။သူမကသူ့ကိုမိသားစုနဲ့အချိန်ပိုပေးစေချင်ုံသာဖြစ်ပြီးမနေ့ပြန်ကြရောက်မဲ့သူတို့သမီးရဲ့မွေးနေ့ကိတ်ကိုမမေ့ဖို့တတိပေးခဲ့ပါတယ်။အမဟောင်းကိုထပ်မမာတော့ဘူးလို့ဆုံးဖြတ်ထားတဲ့နေပြဟာပင်ပန်းခက်ခဲလာတဲ့လက်ကျင်ရေးစီစဉ်တွေကိုစတင်ခဲ့ပြီးအနီးနားမှာတောင်ကုန်းတွေမရှိတဲ့အတွက်တီးနံတိုလောင်ယုံတစ်ခုကိုရှာကာကြီးမားလာတဲ့ဘာဒန်စိတ်ပုံကြီးတွေကိုတောင်ကုန်းတူးလုပ်ပြီးအတင်းကိုအတက်ဆင်းခဏခဏပြေးခိုင်းပါတော့တယ်။ရက်ဆက်လာတဲ့လက်ကျင်ရေးကခက်ခဲတာတော့တေချာပေမဲ့ပိုးကြီးနာကျင်ရတာကတော့ပန်းတိုင်ရောက်ခါနီးမှာအကြော်ခံလိုက်ရပြီးကိုရှုံးသွားတဲ့အခါမှာကိုဘက်ကအစွမ်းကုန်မစူးစမ်းခဲ့ဘူးဆိုတာကိုသိလိုက်ရတာပါပဲ။သူတို့အနေနဲ့တောင်ကုန်းတွေကိုမြင်ရင်သဘောကျလာတဲ့အထိလက်ကျင်ဖို့လိုပြီးပုံမက်လေပိုကောင်းလေပါပဲ။နေပြကနောက်တစ်ပတ်ထပ်ပြေးဖို့ခေါ်လိုက်တဲ့အခါ Barles ဟာတွေးဝေသွားပါတယ်။ပြီးရင်နားဖို့နေပြကပြောခဲ့ပေမဲ့ Barles ကတော့မရက်ခဲ့ပါဘူး။ဒီလိုလုပ်နေတာရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာကိုတော့သူမသိပါဘူး။ခင်များဘဏပတ်ထက်လို့ချင်သေးတာလဲ။10ပတ်လားအကြိမ်20လား100လား။ခါနားလိုက်ပါ။ခင်များကိုခင်များပြင်းထန်တယ်လို့ထင်နေတာလား White ဒါပေမဲ့ကျုပ်တို့ကပိုပြင်းထန်တယ်မဟုတ်ဘူးလား။ကျုပ်တို့ကအပြေးသမားတွေမဟုတ်ဘူးကျုပ်တို့ကအတီးကူးသမားတွေပြီးတော့ကျုပ်တို့ကအမြဲတမ်းအတီးကူးသမားတွေပဲဖြစ်နေမှာ။နေ့တိုင်းကျုပ်တို့တွေအိပ်ရထမဲဒီလိုမျိုးပဲတပုံစံနဲ့အထက်ထက်ခါခါလုပ်နေကြရမှာပဲ။ဒါကြောင့်ခင်များကျုပ်တို့ကိုအကြိမ်100အကြိမ်1000လောက်ခိုင်းလို့ရတယ်။ဘာလို့လဲဆိုတာသိလား။ဒါကဘယ်တော့မှပြောင်းလဲသွားမှာမဟုတ်လို့ပဲ။ကောင်းပြီလေ။ Barles ခလုတ်တိုက်ပြီးလဲကျသွားတဲ့အခါသူကမြေကြီးကိုထုပြီးအော်ဟစ်ပါတော့တယ်။ဒါဟာစစ်ပြအားငယ်မှုကနေမွေးဖွားလာတဲ့ဒေါသဖြစ်ပြီးမတရားမှုတွေကိုစန့်ကျင်တဲ့အော်ဟစ်တန်လည်းဖြစ်ပါတယ်။သူရှိကတောင်ကုန်းတွေအားလုံးဟာသူ့ဘဝရဲ့အတားအဆီးတွေတိုင်းလိုဖြစ်နေပါတယ်။အောက်ကကဘာကြီးကိုမြင်ရဖို့တောင်ထိပ်ကိုရောက်အောင်သွားရမယ်ဆိုတာကိုသူသိပေမဲ့အခုချိန်မှာတော့သူဟာတောင်ခြေကတောအုပ်ထဲမှာလမ်းပြောင်းနေပါတယ်။လက်တွေ့ဘဝရဲ့ဖိအားတွေကတကိုင်းတွေလိုမျိုးကစီးထားတဲ့အတွက်ရှေ့ဆက်ရမယ့်လမ်းကိုသူမမြင်နိုင်တော့ပဲစိတ်တွေကြေကွဲနေခဲ့ပါတယ်။ Barles ဟာအတင်းကနေထွက်သွားပါတယ်။အဲ့ဒီနောက်မှာအိမ်ပြန်ရောက်တဲ့အခါမှသူ့သမီးရဲ့မွေးနေ့ကိတ်ကိုမေ့သွားတယ်ဆိုတာကို White တတိထားမိလိုက်ပါတယ်။သူမဟာအယံဝမ်းနေသွားပြီးထမင်းလည်းမစားစကားလည်းမပြောသလိုသူ့ကိုယ်တောင်လက်မကြည့်ခဲ့ပါဘူး။ဒါကြောင့် White ဟာကိတ်မုတ်တစ်ခုဝယ်ဖို့ညာတန်းကောင်ကြီးမြို့ရဲကိုကားမောင်းသွားပါတော့တယ်။ဒါပေမဲ့လမ်းမှာခုံးကျော်တားပေါ်တယောက်တည်းထိုင်နေတဲ့လူတစ်ယောက်ကိုသူတွေ့လိုက်ရပါတယ်။အနားရောက်သွားတော့အဲ့ဒီလူက Barles ဖြစ်နေတာကိုသူသိလိုက်ရပါတယ်။သူ့မျက်နှာမှာလည်းဖူးယောင်နေပြီးတော်တော်လေးကိုနာကျင်နေတဲ့ပုံပေါက်နေပါတယ်။လောကကြီးကဒီကောင်လေးပေါ်မှာတိတ်ပြီးရက်ဆက်လုံးနေခဲ့တာပါ။ဆယ်ကျော်တက်ရွယ်သူ့ညီမလေးကိုဝင်ရသွားတဲ့အတွက်မိသားစုအပေါ်ဝင်ထုတ်ဝင်ပိုးတွေပိုပြီးလာစေခဲ့ပါတယ်။ကြုံရကြပန်းလုပ်တွေနဲ့မိသားစုကိုရှာကျွေးနေရတဲ့သူ့အဖေဟာဒေါသထွက်ပြီးနယံတွေကိုလက်တီးနဲ့ထိုးပါတော့တယ်။ Barles ကဝင်သားဖို့စူးစမ်းရင်လက်တီးဆင်ပြီးအထိုးခံလိုက်ရတာပါ။သူ့အဖေကသာမိသားစုရဲ့တူးတဲ့တော်ရှာဖွေကျွေးမွေးသူဖြစ်တာကြောင့်သူ့လက်တွေတန်ရာရသွားရင်တမိသားစုလုံးငက်ပြတ်သွားနိုင်ပါတယ်။ဒီကလေးတွေဘလို့ခက်ခဲတွေနဲ့ရင်ဆိုင်နေရတယ်ဆိုတာကိုအခုတော့ White တယောက်တကယ်ကိုနားလည်သွားပါပြီ။ Barles ကိုတတားလက်ရန်ပေါ်ကနေဆင်းလာအောင်သူ့လုပ်ဖို့လိုနေပါပြီ။ဒါကြောင့်ကောင်လေးစိတ်အာရုံပြောင်းသွားအောင်သူ့သမီးရဲ့မွေးနေ့ကိုသူကိုယ်တိုင်မေ့သွားခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဒီလောက်မြင့်ကနေခုံချယုံနဲ့တေးမှာမဟုတ်ဘူးလို့လည်းသူကပြောပြခဲ့ပါတယ်။ခြေထောက်တွေကျိုးသွားပြီးဘယ်တော့မှပြန်မပြေးနိုင်တော့ပဲမိသားစုအတွက်တကယ်ဝင်ထုတ်ဝင်ပိုးကြီးဖြစ်သွားလိမ့်မယ်လို့ဆိုပါတယ်
ဘာလက်စ်အာယုံလွင့်သွားတဲ့အခိုက်အတန့်လေးမှာပဲ White ကသူ့ကိုဖမ်းဆွဲပြီးအောက်ကိုချလိုက်ပါတော့တယ်။အဲ့ဒီနေ့ကစပြီး White ဟာအဝေးပြေးတာနဲ့ပတ်သက်သမျှအားလုံးကိုအစွမ်းကုန်လေ့လာပါတော့တယ်။ပြေးတာကသာသူတို့အတွက်တစ်ခုတည်းသောအခွင့်အရေးဖြစ်လို့နေပြလုပ်ကိုသူအလေးနဲ့ထားလာခဲ့ပါတယ်။ဒီကလေးတွေဟာသူတို့ကံကြမ္မာကိုသူတို့ကိုယ်တိုင်ဖန်တီးနိုင်ရမှာပါ။လက်ကျင်ရေးအတွက်မြေပြင်နေထားမျိုးစုံကိုလည်းသူစတင်ရှာဖွေခဲ့ပါတယ်။နေ့တိုင်းသူ့သမီးငယ်လေးရဲ့စက်ပီးလေးကိုစီးပြီးသူတို့နဲ့အတူလိုက်ကလမ်းတစ်လျှောက်လုံးနေပြပေးခဲ့ပါတယ်။ဂျော်နီမင်းလက်တွေကဘာလို့ဟိုရောက်ဒီရောက်လွင့်စင်နေရတာလဲ။ဆရာကဘာလို့ဘာဘီစက်ပီးကြီးကိုစီးနေရတာလဲမသိဘူးလာတော့လာတယ်။ဒါပေမဲ့အဲ့ဒါနဲ့လိုက်တဲ့ရုပ်အိမ်လေးရောပါသေးလား။ဟင်မင်းကဘယ်တယောက်လဲမျက်နှာတီကြီးနဲ့ဘာဘီလေးလားမင်းကဗလာလား။မဟုတ်ဘူးမဖြစ်နိုင်ပါဘူးလေ။သတင်းပတ်ပေါင်းများစွာလေ့ကျင့်ပြီးနောက်မှာတော့အသင်းနဲ့တင်းရှင်ပြန်ရတဲ့ပြိုင်ပွဲတစ်ခုကိုဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။နှစ်တင်းနဲ့ပြန်ရတာပေမဲ့ပြိုင်ဘက်ကအဆင့်တက်မှတ်ချက်မြင့်မားတဲ့အထက်တန်းလွှာအသင်းဖြစ်ပြီးမဖာလန်ကိုသွေးပူလေ့ကျင့်ခန်းလောက်ပဲလို့သဘောထားနေခဲ့တာပါ။ပြိုင်ပွဲတစ်လျှောက်လုံးနီးပါးသူတို့ကပဲဥဆောင်နေခဲ့ပြီးသူတို့ရဲ့နီးပြကကွင်းဘေးကနေ White ကိုတောင်လှောင်ပြောင်ခဲ့ပါသေးတယ်။ဒါပေမဲ့ပိုကောင်းတဲ့လေ့ကျင့်မှုတွေကအကျိုးကျေးဇူးပြလာပြီးကောင်လေးတွေဟာအစွမ်းကုန်စူးစမ်းခဲ့ကနောက်ဆုံးတင်ရမှတ်မှာတမက်တာနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။အချိန်ကြာကြီးရုန်းကန်ခဲ့ရတဲ့ကလေးလေးယောက်အတွက်တော့ဒါဟာသူတို့ရဲ့ပထမဆုံးမျှော်လင့်ချက်ရောင်ကြီးလေးပါပဲ။ဒါပေမဲ့အဲ့ဒီလိုနိုင်ပြီးတာနဲ့ဒိုင်းယက်စ်ညီကို၃ယောက်အသင်းကနေထွက်သွားခဲ့ပါတယ်။နားမလည်နိုင်ဖြစ်နေတဲ့ White ဟာဘာကြောင့်လဲဆိုတာကိုသိရဖို့သူတို့အိမ်ကိုသွားခဲ့ပါတယ်။သူရောက်သွားတဲ့အချိန်ကညစာစားချိန်နဲ့တိုက်ဆိုင်နေလို့သူတို့အမေကသူ့ကိုနေခဲ့ပြီးအတူစားဖို့အတင်းတိုက်တွန်းခဲ့ပါတယ်။သူမက White ရဲ့ပန်းကန်ထဲကိုဟင်းတွေဆက်တိုက်ထည့်ပေးနေခဲ့တာပါ။ဘိုက်ပြေမောက်စားပြီးသွားတဲ့အခါသူ့မိသားစုအတွက်အိမ်ယူပြန်ဖို့နောက်ထပ်ဟင်းဘူးတစ်ပူးကိုပါထည့်ပေးလိုက်ပါသေးတယ်။သူတို့ရဲ့အဲဝတ်ကြေပုံမှုတွေကြားမှာ White တယောက်အတင်းကိစ္စကိုစကားမဆနိုင်ခဲ့ပါဘူး။သူပြန်ခါနှစ်ယောက်မှပဲကလေးတွေရဲ့အဖေကသူလာရတဲ့အကြောင်းရင်းကိုရိပ်မိပြီးအမှန်တိုင်းပြောပြခဲ့ပါတယ်။ညီအကိုတွေရဲ့အဖေဟာအလုသမားကောင်းဆောင်တစ်ယောက်ဖြစ်ပါတယ်။သူတို့မှာနေ့စဉ်ပြည့်မီအောင်ရိတ်သိမ်းရမယ့်တတ်မှတ်ချက်တွေရှိပါတယ်။ကလေးတွေလက်ကျင်ရေးစင်းတဲ့အချိန်တိုင်းဟာစက်ခင်းထဲမှာအလုပ်လုပ်ရမယ့်အချိန်တွေကိုလျော့နေသွားစေပြီးမိသားစုအတွက်ဝင်ငွေလျော့သွားစေပါတယ်။ပြေးတာက TV ကြည့်တာလိုမျိုးစိန်ခံအလုပ်တစ်ခုသာဖြစ်ပြီးမရှိမဖြစ်လို့အပ်တဲ့အရာမဟုတ်ပါဘူး။ဒါကြောင့်သူတို့လက်ကျင်ဖို့အချိန်ရအောင် White ဟာညီအကိုတွေရဲ့ရိတ်သိမ်းမှုတတ်မှတ်ချက်တွေပြည့်မီစေဖို့ဝင်ကူလုပ်ပေးခဲ့ပါတယ်။အဲ့ဒီစနေတနင်္ဂနွေမှာပဲမိုးလင်းလင်းချင်း White ဟာသူတို့နဲ့အတူစက်ခင်းထဲဆင်းပြီးတီးနှံတွေဝင်ကူပေးခဲ့ပါတယ်။ညီအကိုတွေကဒီအလုပ်ကိုသူတို့အသက်10နှစ်အရွယ်ကလေးကလုပ်လာခဲ့ကြတာပါ။သူတို့ပြီးစီးမှုများလေသူတို့အဖေဝင်ငွေပိုရလေပါပဲ။စက်ခင်းထဲဆင်းတဲ့ပထမဆုံးနေ့မှာပဲတဝက်လောက်ရောက်မှာ White တယောက်ဘသူ့ကိုမှမမီနိုင်တော့ပါဘူး။သူ့ကားတွေလည်းအရန်ကိုနာကျင်နေပါပြီ။ဒီနေ့တာအလုပ်တွေပြီးသွားတဲ့အခါသူတို့လက်ကျင်ရေးအစီအစဉ်တစ်ခုကိုဆွဲခဲ့ကြပါတယ်။နောက်ကြမှရိတ်သိမ်းရတဲ့နေ့တွေမှာနောက်ကြမှလေ့ကျင့်ကြပြီးပြိုင်ပွဲရှိတဲ့နေ့တွေမှာတော့ရိတ်သိမ်းတာကိုစောစောပြီးတက်ကြပါတယ်။လိုအပ်လာတဲ့အခါ White ကိုယ်တိုင်လည်းဝင်ကူပေးခဲ့ပါတယ်။ကျောင်းသားတွေရဲ့ဘဝထဲကိုဝင်ရောက်လာခြင်းအပြင် White ဟာပထမဆုံးအနေနဲ့သူတို့ရဲ့လေးစားမှုကိုရရှိသွားခဲ့ပါပြီ။ကောင်လေးတွေကသူ့ကိုနေပြလို့ခေါ်ခဲ့ကြပါတယ်။အိမ်ပြန်ရောက်တဲ့အခါသူရမ်းပင်ပန်းနေလို့အဝတ်စားတောင်မလဲနိုင်တော့ပဲကုတင်ပေါ်မှာတင်ပြစ်လဲပြီးအိပ်ပျော်သွားခဲ့ပါတယ်။အကူညီဆိုတာအပြန်လန်ပါပဲ။နောက်တစ်နေ့မှာတော့ကျောင်းသားတွေရဲ့မိဘတွေ White ရဲ့အိမ်ကိုရောက်လာကြပြီးရောင်းဖို့အတွက်မုံတွေလာလုပ်ကြပါတယ်။ကလေးတွေကိုကားဆေးခိုင်းပြီးရန်ပုံငွေရှာပွဲလေးတစ်ခုလုပ်ကကောင်လေးတွေတင့်တော်တဲ့အပြေးဖက်နဲ့တွေရအောင်ဖြတ်ကျော်ပြေးခုံပွဲတင်းအတွက်ပိုက်ဆံရှာပေးခဲ့ကြပါတယ်။မကြခင်မှာပဲမဖာလန်ကူကတင်းရဲ့အောင်မြင်မှုဇလန်းဟာဒေတာခန်သတင်းစာတွေမှာပါလာခဲ့ပါတယ်။အင်္ဂလိပ်စာဆရာမကလည်းနောက်ထပ်သတင်းကောင်းတွေကိုယူဆောင်လာခဲ့ပါတယ်။အရင်ကသူခိုးလေးဖြစ်ခဲ့တဲ့ဟိုဆေးဟာအတင်းရဲ့ရောက်ပြီးနောက်ပိုင်းလူတစ်တယောက်လိုပြောင်းလဲသွားခဲ့ပါတယ်။သူ့ရဲ့စာစီစာကုန်းထဲမှာကျွန်တော်တို့ဟာလေမော်ချန်တွေကြားတဲ့လေနူအေးကိုစီးပြီးပြန်တန်းနေတဲ့ငှက်မီးလေးတွေလိုပါပဲလို့ရေးသားခဲ့ပါတယ်။ကျွန်တော်တို့ပြေးနေချိန်မှာကဘာကြီးကိုပိုင်ဆိုင်ထားတယ်လို့ပါပဲ။ဒီမြေကကျွန်တော်တို့ရဲ့မြေပါ။ငှက်ကလေးတွေရဲ့ဘာသာစကားကိုကျွန်တော်တို့ပြောဆိုကြတယ်။ပြောင်းရွှေ့ခြေချသူတွေမဟုတ်တော့သလိုလူရမဝင်တဲ့တစိမ့်တွေလည်းမဟုတ်တော့ပါဘူး။ကျွန်တော်တို့ပြေးနေချိန်မှာကျွန်တော်တို့ရဲ့စိတ်ဝိညာဉ်တွေလွတ်လပ်စွာပြန်တန်းနေပါတယ်။နတ်ဖျားတွေနဲ့ကျွန်တော်တို့စကားပြောကြတယ်။ကျွန်တော်တို့ပြေးနေချိန်မှာကျွန်တော်တို့ဟာနတ်ဖျားတွေပါပဲ။အင်္ဂလိပ်စာဆရာမကအဲ့ဒီစာကိုမျက်ရည်တွေဝဲရင်းဖတ်ပြခဲ့ပါတယ်။သူမက White လုပ်ပေးခဲ့တဲ့မြအားလုံးအတွက်လိုက်လဲကျေးဇူးတင်ခဲ့ပြီး White ကိုယ်တိုင်လည်းဒါဟာကြောင်းကောင်းကောင်းတစ်ခုမှအလုပ်ရဖို့သူ့ရဲ့ကိုရေးရာဇဝင်ကိုအလှဆင်နေတာမဟုတ်ဘူးဆိုတာကိုနောက်ဆုံးမှသဘောပေါက်သွားပါတော့တယ်။ကောင်လေးတွေဒါဆက်နိုင်နေမယ်ဆိုရင်ပြည်နယ်ချန်ပီယံပြိုင်ပွဲအတွက်အရေးချင်းပြည့်မီသွားမှာဖြစ်ပြီးကောလိပ်ပညာသင်ဆုတွေရဖို့တကယ့်ခွင့်ရေးရလာမှာဖြစ်ပါတယ်။အိမ်မက်ကိုကြီးမှတ်ဖို့အသင်းကိုသူကပြောပြခဲ့ပါတယ်။ဘယ်ကောလိပ်ကိုတွားကျင်လဲဆိုတာစဉ်းစားကြပါဘာလို့လဲဆိုတော့ကောလိပ်ပွဲရမှသာစက်ခင်းလို့သမားဘွားကနေလွတ်မြောက်နိုင်ပြီးမိသားစုကိုပိုကောင်းတဲ့ဘဝဖန်တီးပေးနိုင်မှာမို့လို့ပါ။ဘာလက်ကဒီသတင်းကိုသူ့ဖေကိုပြောပြတဲ့အခါသူ့ဖေကကြောင်းထွက်ဖို့ပြောခဲ့ပါတယ်။လက်သမားတွေကအဲ့ဒီပညာရေးတွေမလိုဘူးလို့သူကဆိုပါတယ်။ဒီလူတွေကအမျော်မြင်နေတာမဟုတ်ပဲပညာသင်ဆုမရရင်မိသားစုအနေနဲ့ကျောင်းစရိတ်ကိုလုံးဝမတက်နိုင်လို့ပဲဖြစ်ပါတယ်။နောက်ပြန်ပွဲမှာတော့နေပြတယောက်က White ကိုလိပ်စာကတ်တစ်ခုပေးခဲ့ပါတယ်။တခြားကျောင်းတွေကကျောင်းအုပ်တွေဟာ White ဘာတွေလုပ်နိုင်လဲဆိုတာကိုတတိထားမိလာကြပြီမဲ့ဒီကလေးတွေနဲ့တစ်နှစ်လုံးအတူဖြတ်တန်းပြီးတဲ့နောက်မှာတော့ White အတွက်ဒီကနေထွက်သွားဖို့ခက်ခဲနေခဲ့ပါပြီ။ဒီပြိုင်ပွဲမှာတော့ကောင်လေးတွေဟာတိတိတာတာကိုပို့ပြီးယုံကြည်မှုရှိနေကြပါတယ်။သူတို့ရဲ့ပြိုင်ဘက်တွေကလည်းသူတို့ကိုအထင်မသေးရဲကြတော့ပါဘူး။ဒီပြိုင်ပွဲလမ်းကြောင်းကတောင်ကုန်းတွေကြီးပါပဲ။တောင်တက်ရတဲ့အခါမင်းတို့နာကျင်ရလိမ့်မယ်လို့ White ကသူ့အသင်းကိုပြောခဲ့ပါတယ်။ဒါပေမဲ့မှတ်ထားပါတခြားသူတွေလည်းနာကျင်နေရတာပါပဲ။မရေမတွက်နိုင်တဲ့လေ့ကျင့်မှုတွေလုပ်ပြီးနောက်မှာတော့အသင်းမှာအနည်းဆုံးဖြစ်တဲ့ဒန်နီတောင်မှအခုဆိုအတက်လမ်းမှာတခြားပြေးသမားတွေကိုကြော်တက်နေပါပြီ။ဒါပေမဲ့ပန်းတိုင်ရောက်ခါနီးမှာပထမနေရာကပြေးနေတဲ့ဘာလက်ချော်လဲသွားတဲ့အတွက်အသင်းအတွက်တန်ဖိုးရှိတဲ့အမှတ်တွေဆုံးရှုံးသွားခဲ့ရပါတယ်။သူတို့တွေအရေးချင်းပြည့်မီဖို့အခြေအနေတော်တော်လေးကိုကတိလေးဖြစ်နေပါတယ်။တာဝန်ရှိသူကမဖာလန်ကိုစတုတ်ထက်နေရာမှာကြီးညာလက်ချိန်မှာတော့ကောင်လေးတွေဟာအမှတ်စရင်းပုတ်ကိုစိုးရိမ်နေကြည့်နေခဲ့ကြပါတယ်။သူတို့ရဲ့စ조사အားထုတ်မှုတွေအားလုံးအရာထင်သွားပါပြီ။မဖာလန်အသင်းဟာပြည်နယ်ချန်ပီယံပြိုင်ပွဲအတွက်အရေးချင်းပြည့်မီသွားခဲ့ပါပြီ။နောက်ဆုံးမှာတော့သူတို့ကောလိပ်တက်ဖို့အခွင့်အရေးရသွားကြပါပြီ။အိမ်ပြန်တဲ့လမ်းမှာတော့ White ဟာကန်းချေပန်းချန်တစ်ခုနားမှာကားကိုရက်လိုက်ပါတော့တယ်။ပင်လယ်ကိုတခါမှမမြင်ဘူးတဲ့ဒီကလေးတွေကိုကန်းချေမှာအောင်ပွဲခံစေချင်ခဲ့တာပါ။ကန်ဆိုးတာကဝင်ကြီးက$9ဖြစ်နေပြီး White စီမာက$9ပဲပါလာခဲ့ပါတယ်။ကန်ကောင်းစွာနဲ့သဘောကောင်းတဲ့လုံခြုံရေးအဆောင်ကသူတို့ကိုအလကားဝင်ခွင့်ပြုခဲ့ပါတယ်။
ဝင်ခါနီးနေမင်းကြီးရဲ့ရွှေရောင်လင်းနှန်းတွေကကောင်လေးတွေရဲ့မျက်နှာပေါ်မှာဖြာချနေခဲ့ပါတယ်။မျောရင်းချက်တွေအပြည့်နဲ့သူတို့ဟာလိုင်းလုံးတွေထဲခုန်ဆင်းပြီးအောင်ပွဲခံခဲ့ကြပါတယ်။အဲ့ဒီအချိန်လေးမှာပဲသူတို့ဟာဘဝဟောင်းကဖုံမုံတွေကိုစေးကြောပစ်လိုက်ပြီးမတူညီတဲ့အနာဂတ်တစ်ခုကိုပထမဆုံးချိန်မြင်တွေ့လိုက်ရပါတော့တယ်။နောက်ဆုံးမှာတော့သူတို့ရှောက်ရမယ့်ရှေ့ဆက်လန်းဟာသူတို့ခြေအောက်မှာလင်းလက်လာခဲ့ပါပြီ။ကယ်လီဖိုးနီးယားပြည်နယ်ချန်ပီယံလူပွဲကိုတွားတော့မဲ့အကြောင်းကြေညာထားတဲ့ပိုစတာတစ်ခုလုပ်ပေးဖို့ White ကဆန်ရှင်ကိုအကူအညီတောင်းခဲ့ပါတယ်။ဆန်ရှင်ကလည်းအရန်ကိုဝမ်းသာပျော်ရွှင်သွားခဲ့ပါတယ်။ဒါဟာနှစ်ပေါင်း25နှစ်အတွင်းဒီမျိုးလေးကနေကြီးမားတဲ့ပြိုင်ပွဲကြီးတစ်ခုကိုပထမဆုံးအကြိမ်တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။သူတခါမှမလုပ်ဘူးတဲ့စံတရက်ပိတ်ဖို့ကိုတောင်သူဆုံးဖြတ်လိုက်ပါသေးတယ်။သမီးဖြစ်သူရဲ့မွေးနေ့ကိုမေ့သွားခဲ့တဲ့အတွက်အစားပြန်ပေးတဲ့အနေနဲ့ White ကသူ့မိန်းမနဲ့သမီးနှစ်ယောက်ကိုဆံမင်ပြင်ဖို့အစောကြီးလုပ်လိုက်ပါတယ်။အဲ့ဒီနောက်မှာတော့အန်သားစရာမွေးနေ့ပွဲလေးတစ်ခုပြင်ဆင်ဖို့ចောင်းသားမိဘတွေကိုသူကတိတ်တဆိတ်ဖိတ်ခေါ်ခဲ့ပါတယ်။သူ့သမီးအိမ်ပြန်ရောက်လာတဲ့ခါမှာတော့သူမဘဝရဲ့အကြီးမားဆုံးအန်တာဝမ်းတာမှုကိုရရှိသွားခဲ့ပါတယ်။သူမကကာဝင်လေးကိုဝတ်ဆင်ထားပြီးဘာလက်စ်ကလည်းဝတ်စုံပြည့်နဲ့ရောက်လာခဲ့ပါတယ်။ဒီဝိုင်းကတချင်းစတီးတာနဲ့သူမရဲ့အဖေကလှပတဲ့မိန်းမပြိုလေးတစ်ယောက်ဖြစ်အရွယ်ရောက်လာတာကိုဂုဏ်ပြုတဲ့အနေနဲ့အတူတူကားဖို့ကမ်းလှမ်းခဲ့ပါတယ်။မြို့ကကားတင်းကလည်းရောက်လာကြပြီးမွေးနေ့ရှင်ကောင်မလေးကိုကားလိုက်စီးဖို့ဖိတ်ခေါ်ခဲ့ကြပါတယ်။ဒါကဒေတာခန်တွေရဲ့ရိုးရာတစ်ခုမှန်ဝိုက်တည်သွားတဲ့အခါသူ့သမီးကိုလွတ်ပေးလိုက်ပေမဲ့ဘာပဲဖြစ်ဖြစ်သူမကိုစောင့်ရှောက်ပေးဖို့ဘာလက်စ်ကိုကတိတောင်းခဲ့ပါတယ်။ဒါပေမဲ့ကုံစုံဆိုင်နာကလမ်းထောင်လေးကိုရောက်တဲ့အခါထောင်ကခါစကားတင်းကောင်းဆောင်ရဲ့ရန်သူဟောင်းတွေရောက်လာကြပါတယ်။ဝိုက်ပြေးသွားကြည့်တဲ့အချိန်မှာတော့သူ့သမီးရဲ့ဒူးကောင်းတွေမှာပုံးပဲ့တန်ရာတွေအများကြီးရနေခဲ့ပါတယ်။အတင်းကောင်းဆောင်ကတော့ဓာတ်နဲ့အခုတ်ခံလိုက်ရပါတယ်။သူ့အိမ်ရှိကနေမိုင်းဝက်တောင်မွေးရဲ့နေရာမှာဖြစ်သွားတဲ့ကျန်းတန်းတဲ့လမ်းဘေးတိုက်ခိုက်မှုကြီးကဝိုက်ကိုတော်တော်လေးတုန်လှုပ်သွားစေပါတယ်။နောက်တစ်နေ့မှာတော့ဆန်ရှင်ကလမ်းဘေးပလက်ဖောင်းကိုရေဆေးချနေတာကိုသူတွေ့လိုက်ရပါတယ်။ဝိုက်ကဟိုနီးပြရဲ့လိပ်စာကပ်ပြားကိုထုတ်ပြီးမြို့ပေါ်ကပါလိုအဲရိုအထက်တန်းကျောင်းစီကားမောင်းသွားခဲ့ပါတယ်။အလုပ်အင်တာဗျူးကအဆင်ပြေချောမွေ့သွားခဲ့ပါတယ်။သူတို့စီမှာအကောင်းဆုံးအားကစားပစ္စည်းတွေရှိပြီးဝိုက်ကလည်းသူမြဲအိမ်မက်ခဲ့ရတဲ့ဌာနမှုရာထူးကိုတိုးမြင့်ခံရမှာဖြစ်ပါတယ်။ဒါပေမဲ့သူ့သမီးကဘလို့သဘောရလဲဆိုတာကိုသူသိချင်နေပါသေးတယ်။တိုက်ဆိုင်ဆိုင်ပဲဘာလက်စ်ကလည်းအဲ့ဒီကိုရောက်နေခဲ့ပါတယ်။သူကဝိုက်ကိုရင်ဆိုင်တွေ့ပြီးသူတို့ကိုပစ်ထားခဲ့တော့မှလားလို့မေးခဲ့ပါတယ်။ဝိုက်တယောက်စကားတွေစွန့်သွားခဲ့ရပါတယ်။လူတိုင်းကအရာရာတိုင်းအတွက်ပိုကောင်းတဲ့ဘက်ကိုပဲရွေးချယ်သွားကြမှာပဲလေ။ဒါကြောင့်ပဲမနေမဖြစ်လို့နေရတာကလွဲရင်ဘယ်သူမှမဖာလန်မှာမနေချင်ကြတာဖြစ်ပြီးဒီနေရာမှာအမေရိကန်အိမ်မက်ဆိုတာမရှိဘူးလို့သူကပြောခဲ့ပါတယ်။အဲ့ဒီညမှာဝိုက်ကသူတို့ပြောင်းတင်လားဆိုတာသူ့မိန်းမကိုမေးခဲ့ပါတယ်။ပြောင်းရွှေ့ခြင်းကပတ်ဝန်းကျင်ကောင်းသမီးတွေအတွက်အကောင်းဆုံးကြောင်းတွေနဲ့ပုံများပြားတဲ့လက်ဆောင်တွေကိုဆိုလိုတာပါ။ဒါပေမဲ့သူ့မိန်းမကတော့နှစ်တွေနဲ့ချီပြီးဒီနေရာလေးကိုတန်ရောစင်တွေနေခဲ့ပါပြီ။သူ့ရဲ့အလုပ်ကြောင့်သူတို့ဟာမြို့တစ်မြို့ပြီးတစ်မြို့ပြောင်းရွှေ့နေထိုင်ခဲ့ရပေမဲ့မဖာလန်လိုမျိုးဘယ်နေရာကမှကိုယ့်အိမ်ကိုယ့်ယာလို့မခံစားခဲ့ရပါဘူး။သမီးဖြစ်သူဒဏ်ရာရခဲ့တဲ့ညကကောင်လေးတွေကသူမကိုကာကွယ်ဖို့ဝင်လို့ရင်းနဲ့မတော်တဆဝင်တိုက်မိပြီးလဲကျသွားခဲ့ရတာဖြစ်ကြောင်းသူမကပြောပြခဲ့ပါတယ်။တခြားဘယ်နေရာကလူမှဒီလိုမျိုးလုပ်ပေးကြမှာမဟုတ်ပါဘူး။တေးသေးချာချာစဉ်းစားပြီးနောက်မှာတော့ဝိုက်ဟာဆက်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။လောလောဆယ်အတွက်တော့အနည်းဆုံးသူဟာဒီကောင်လေးတွေကိုပြည်နယ်ချန်ပီယံပြိုင်ပွဲရောက်တဲ့အထိကူညီပေးသွားမှာပါ။ပြိုင်ပွဲနေ့မှာတော့တမျိုးလုံးကနိုင်ငံတော်တချင်းဖွင့်ချိန်မှာအမေရိကန်လန်တွေပြည်နယ်လန်တွေကိုလွှင့်ထူရင်းထွက်လာခဲ့ကြပါတယ်။သူတို့အတူတူလေ့ကျင့်ခဲ့ကြတဲ့အချိန်လေးတွေတိုင်းကဝိုက်ရဲ့ခေါင်းထဲမှာပြန်လည်ပေါ်လာခဲ့ပါတယ်။ပထမဆုံးချိန်ဖြစ်သူတို့ရဲ့ကံကြမ္မာဆက်ဝန်းဟာသူတို့ကိုယ်ပိုင်လက်ထဲကိုရောက်ရှိနေခဲ့ပါပြီ။သူတို့ဘယ်လောက်ထိခီးဆက်နိုင်မလဲဆိုတာကသူတို့အပေါ်မှာပဲလုံးလုံးရရမူတည်နေပါတယ်။အခုတော့အတင်းကိုစုပြီးနောက်ဆုံးအားပေးစကားပြောတဲ့အနေနဲ့မင်းတို့ပတ်ဝန်းကျင်ကိုတစ်ချက်ကြည့်လိုက်ပြည်နယ်ထဲမှာအကောင်းဆုံးတွေကြီးပဲမဟုတ်လား။ဒီကိုရောက်နေတဲ့အတင်းတိုင်းကရောက်ထိုက်လို့ရောက်ရကြတာမင်းတို့လည်းအပါဝင်ပေါ့။မင်းတို့မှာရှိတဲ့အရာတွေသူတို့စီမှာမရှိကြဘူးမဟုတ်လား။သူတို့တွေမင်းတို့လိုမိုးလင်းပေါက်ထပ်ပြီးစိုက်ခင်းတွေထဲတွားလို့မလုပ်ကြဘူးမဟုတ်လား။သူတို့တွေတနေကုန်ကြောင်းသွားပြီးအဲ့ဒီစိုက်ခင်းတွေထဲကိုပြန်မသွားကြပါဘူး။အဲ့ဒါကမင်းတို့လုပ်နေတဲ့အရာတွေပါ။ပြီးတော့မင်းတို့ငါနဲ့အတူထွက်လာပြီး10မိုင်10မိုင်လောက်ပြေးကြတယ်ပြီးတော့ပိုပြီးပြင်းထန်တဲ့နာကျင်မှုတွေကိုခံစားကြရတယ်။ဒီကလေးတွေကမင်းတို့လုပ်တယ်လို့မလုပ်နိုင်ကြပါဘူး။အဲ့ဒီနေ့ကမင်းတို့နဲ့အတူစိုက်ခင်းထဲကိုငါလိုက်သွားတော့ကဆိုသူတို့စိတ်ကူးနဲ့တောင်တွေးကြည့်လို့ရမှာမဟုတ်ဘူး။ချစ်ရတဲ့ကလေးတို့ရေငါရိုးရိုးသားသားပဲဝန်ခံပါမယ်။အဲ့ဒါကငါဘဝမှာလုပ်ဖူးသမျှထဲမှာအဆိုးရွားဆုံးအလုပ်လုပ်ရတဲ့နေ့တွေပါပဲ။ပြီးတော့ငါဘာသာငါပြန်ပြောမိတယ်ငါဘလို့အဆင်မပြေတဲ့အလုပ်မျိုးပဲလုပ်ရအဲ့ဒီလောက်တော့ဘယ်တော့မှခက်ခဲမှာမဟုတ်ဘူးဆိုတာပါပဲ။မင်းတို့ကတာမန်လူတွေထက်ကိုတာလွန်ပါတယ်။ဒီအခွင့်အရေးကိုရဖို့ဒီနေရာကိုရောက်လာဖို့မင်းတို့ဘယ်လောက်တောင်တီးခံခဲ့ရလဲ။ငါလိုလူမျိုးကအလွယ်တကူရနေတဲ့အခွင့်အရေးမျိုးကိုမင်းတို့ကဒီလိုခွန်အားမျိုးဒီလိုနှလုံးသားမျိုးနဲ့လုပ်ယူနိုင်ခဲ့ရမို့လို့မင်းတို့မလုပ်နိုင်တာဘာမှမရှိပါဘူး။ကလေးတွေမှာငါမြင်ဖူးသမျှထဲမှာအကြီးမားဆုံးသောနှလုံးသားတွေရှိကြပါတယ်။ပြိုင်ပွဲစတာနဲ့ကောင်းမွန်တဲ့ရလဒ်ကိုလိုလားနေတဲ့ဟိုဆေးကလူတိုင်းရဲ့ရှေ့ကနေအစွမ်းကုန်ပြေးထွက်သွားပါတော့တယ်။ဒါပေမဲ့အစောကြီးကလေးကအစွမ်းကုန်တုံးပြလိုက်တာကသူ့ရဲ့ခွန်အားတွေကိုမြန်မြန်ကုန်ဆုံးသွားစေပြီးသူတဖြည်းဖြည်းနောက်ကောက်ကျလာပါတယ်။ကံကောင်းစွာနဲ့ပဲဘာလက်စ်ကကဲတင်ပေးနိုင်ခဲ့ပါတယ်။သူဟာပန်းဝင်ခါနီးမှာပထမဆုံးပေါ်လာခဲ့ပြီးတတိပုဂ္ဂလစုကိုကတိလေးနဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ကျန်တဲ့အတင်းသားတွေပန်းဝင်လာချိန်မှာတော့မိပြကဟိုဆေးကိုစိုးရိမ်တကြီးနဲ့လက်ရှာနေခဲ့ပါတယ်။သူဟာသူ့ရဲ့လေ့ကျင့်ရေးအချိန်ထက်ကိုတမိနစ်တိနောက်ကျနေခဲ့ပါတယ်။ချန်ပီယံစုကြီးကလက်မမီနိုင်တော့သလိုဖြစ်သွားပါတယ်။နေပြမျောရင်းချက်မဲ့နေချိန်လေးမှာပဲအန်သားစရာတစ်ခုဖြစ်လာခဲ့ပါတယ်။ဘယ်ကနေဘလို့ရောက်လာမှမသိတဲ့ဒန်နီဟာအချိန်တင်လာပြီးအပြေးသမားများစွာကိုကြော်တက်ကအတင်းရဲ့အရေးပါလာတဲ့ပစ္စမမြောက်မှတ်ယူသူဖြစ်ပန်းဝင်လာခဲ့ပြီးဟိုဆေးဆုံးရှုံးခဲ့တဲ့အမှတ်တမ်းကိုပြန်လည်ဆယ်ယူပေးနိုင်ခဲ့ပါတယ်။သူတို့တကယ်ပဲဒါကိုလုံနိုင်သွားတော့ပါတယ်။လူကြီးမင်းများခင်ဗျာနှောင့်နှေးသွားတဲ့အတွက်တောင်းပန်ပါတယ်။အရန်ကိုအကျိတ်နဲ့ရှိတဲ့ပြိုင်ပွဲတစ်ခုဖြစ်ခဲ့ပြီးကျွန်တော်တို့တေချာအောင်လုပ်ဖို့လိုအပ်ခဲ့လို့ပါ။အခုတော့ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ပထမဆုံးသောဖျက်ကျော်ပြေးခုံပွဲချန်ပီယံအသင်းကိုကြီးညာနိုင်ပါပြီ။အဲ့ဒါကတော့မဖာလန်ပဲဖြစ်ပါတယ်။ကောင်လေးတွေကဒန်နီကိုသူတို့ရဲ့ပခုံးပေါ်မှာထမ်းတင်လိုက်ကြပါတယ်။သူဟာထင်မှတ်မထားတာကိုလုပ်ပြနိုင်ခဲ့တာပါ။ပါလိုအဲရိုနေပြကဝိုက်စီကိုနောက်ထပ်တစ်ချိန်ချင်းကပ်လာပြီးအလုပ်ပြောင်းချင်သေးလားလို့မေးခဲ့ပါတယ်။ဒါပေမဲ့ဒီကောင်လေးတွေစီကမယုံနိုင်စရာပြောင်းလဲမှုတွေကိုမြင်တွေ့ပြီးတဲ့နောက်မှာတော့ဝိုက်ဟာဆက်နေဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။သူ့ဘဝရဲ့ရည်ရွယ်ချက်ကိုဒီနေရာမှာပဲသူရှာတွေ့သွားခဲ့ပါပြီ။နောက်ထပ်14နှစ်တာကာလအတွင်းမှာတော့မဖာလန်အထက်တန်းကျောင်းရဲ့ဖျက်ကျော်ပြေးခုံပွဲအသင်းဟာပြည်နယ်ချန်ပီယံဆုကို9ချိန်တိုင်စုခူးနိုင်ခဲ့ပါတယ်
ဂျန်ဝိုက်ဟာသူတို့ရဲ့နီးပြဖြစ်ဆက်လက်တည်ရှိနေခဲ့ပြီး2003ခုနှစ်မှာအနားယူကမဖာလန်မှာပဲအပြီးတိုင်အခြေချနေထိုင်သွားခဲ့ပါတယ်1989ခုနှစ်အသင်းကအပြေးသမားခုနှစ်ယောက်လုံးကောလိပ်တက်ရောက်ဝင်ခဲ့ကြပြီးခိုင်မာတဲ့အသက်မွေးဝမ်းကြောင်းလုပ်တွေကိုတိစောက်ဝင်ခဲ့ကသူတို့လူလက်ပိုင်းရွယ်ထိတောင်အဆင်ပြေနေခဲ့ကြပါတယ်သူတို့တွေကလက်ကျင်ရေးတွေမှာပါဝင်ဖို့နှစ်တိုင်းပြန်လာတတ်ကြပြီးနောက်လူငယ်မျိုးဆက်တစ်တွေသူတို့ရဲ့ကံကြမ္မာကိုပြောင်းလဲနိုင်ဖို့ခွန်အားတွေပေးနေကြပါတယ်ချန်ပီယံဆုဖလားတစ်ခုကပျက်စီးယိုယွင်းနေတဲ့မျိုးလေးတစ်မျိုးကိုမကယ်တင်နိုင်ပေမဲ့ဖုန်ထူတဲ့ဆက်ခင်းတွေထဲဖျက်ပြေးသွားခဲ့ကြတဲ့ကောင်လေးခုနှစ်ယောက်ကတော့တပတ်ဝလုံးဒူးထောက်ဝေထိုင်ခဲ့ရတဲ့လူတွေကိုမမတ်ရရတဲ့ခံစားချက်ကဘယ်လိုမျိုးလဲဆိုတာကိုပြသနိုင်ခဲ့ပါတယ်တကယ်တော့စိတ်ဝိညာဉ်တွေနှိုးကြားထက်ချွတ်လာတဲ့အခါအဲ့ဒါဟာပြေးလွှားနေတာနဲ့အများကြီးတူနေပါတယ်